အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်တော့ဝါပေါ်မှာတကယ်တည်ရှိပြီးတော့ထူးဆန်းလို့တဲ့နေရာ၅ခုကိုပြောပြပေးသွားပါမယ်ဒီကဘာကြီးဟာကျွန်တော်တို့ထင်ထားတာထက်ပိုပြီးတော့ထူးဆန်းပါတယ်အချို့နေရာတွေမှာရုပ်ရှင်တွေကလို့ထူးခြားပြီးတော့အချို့နေရာတွေကတော့သိပ္ပံပညာရှင်တွေတော့အံ့ဩသွားစေပါတယ်ဒီနေ့မှာတော့ကဘာပေါ်မှာတကယ်ရှိတဲ့အံ့ဩဖို့ကောင်းတဲ့နေရာ၅ခုကိုကြည့်လိုက်ရအောင် Flying Caesarအမေရိကန်နိုင်ငံနီဗားဒါးမှာရှိတဲ့ Flying Caesar ဟာအယောင်ဆုံးနဲ့ထွက်ပေါ်နေတဲ့ပူနွေးရည်တွေကြောင့်အခြားကျူတစ်ခုလိုထင်ရလောက်ပါတယ်။ဒီ Caesar ဟာတဘာဝအတိုင်းမဖြစ်ပေါ်ခဲ့ပါဘူး။1960ဝန်းကျင်မှာလူတွေကရေတူးရာကနေမတော်တဆဖြစ်ပေါ်လာခဲ့တာပါ။ဆလာဒေဘူယိုနီဘိုလီဗီးယားနိုင်ငံမှာရှိတဲ့ဒီနေရာဟာကမ္ဘာအကြီးဆုံးစားမြေပြင်ဖြစ်ပါတယ်။မိုးရွာတဲ့အခါမှာတော့မြေပြင်ဟာမှန်ကြီးတစ်ခုပုံစံဖြစ်သွားပြီးတော့ကောင်းကင်ကိုတခါတည်းပြန်ပြတတ်ပါတယ်။ Great Blue Hole ဖရစီယနိုင်ငံအနီးပင်လယ်ထဲမှာဝိုင်းဝိုင်းကြီးနဲ့အနက်ရှိုင်းဆုံးအပေါက်ကြီးတစ်ခုရှိပါတယ်။အဲ့ဒီနေရာကို Great Blue Hole လို့ခေါ်ကြပြီးတော့အနက်ကတော့မီတာ120ကျော်ရှိပါတယ်။စကူဘာဒိုင်ဗာတွေအတွက်တော့အနေရရှိပေမဲ့စိတ်ဝင်စားစရာနေရာတစ်ခုပါဒါဗာစာဂတ်ခရတာတာမင်နက်စတန်တဲကနာယာထဲမှာမီးလောင်နေတဲ့အပေါက်ကြီးတစ်ခုရှိပါတယ်1982ခုနှစ်မှာသိပ္ပံပညာရှင်တွေဂတ်ထွက်နေတဲ့အပေါက်ကိုမီးရှို့ပြီးအနှဲငယ်ကြရင်မီးပြတ်သွားမယ်လို့ထင်ခဲ့ကြပါတယ်ဒါပေမဲ့အဲ့ဒီမီးကဒီနေ့အထိလောင်နေသေးပါပဲStone Forest တရုတ်နိုင်ငံယူနန်မှာရှိတဲ့ Stone Forest ဟာကျောက်တုံးတွေကတစ်ပင်လိုပုံစံမျိုးထောင်နေတဲ့အတွက် Stone Forest လို့ခေါ်ကြတာဖြစ်ပါတယ်။ဒီကျောက်တုံးတွေကနှစ်သန်းပေါင်း290လောက်အတွင်းတဘာဝဖြစ်စဉ်တွေကြောင့်ဖြစ်ပေါ်လာခဲ့တာပါ။ကမ္ဘာကြီးဟာအံ့ဩစရာတွေအများကြီးပြည့်နေပါတယ်။ခုလိုအကြောင်းအရာတွေကိုနောက်ထပ်ကြည့်ကျင်သေးတယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို follow လုပ်ထားဖို့မမေ့ပါနဲ့။ကွန်မန့်မှာဘယ်နေရာလေးကပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းလဲဆိုတာကိုဖြည့်ပေးခဲ့ပါဦး